Okay အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဗီဒီယိုမှာကျွန်တော်ဒီနေ့မှာတော့ e-football ဆော့မှာဖြစ်ပါတယ်ကျွန်တော်ကရိုးရိုးဆော့မှာမဟုတ် division တင်မယ်ဘယ်လိုမျိုး division တင်မလဲဆိုတော့ကျွန်တော်အခုလက်ရှိအကောင့်ကိုကျွန်တော် division ကိုတစ်ပတ်အတွင်းမှာတော့ရတဲ့လောက်တင်ကြည့်ပါဖြစ်ပါတယ်အဲ့ကျွန်တော်ဖြစ်လာတယ်နော်ရတဲ့လောက်တိတော့ recording ယူပေးမယ်ယူထားမယ်ပေါ့နော်အခုကျွန်တော်လက်ရှိအကောင့်ကျွန်တော်ပြပါမယ်โอเคဝင်နေပါပြီအဲ့တော့ဒါကျွန်တော်လက်ရှိ iPad တွေအကောင့်ပေါ့နော်ဒီကျွန်တော်ဖုန်းတွေအကောင့်ကတော့ဒီရပါကျွန်တော်ပြမယ်နော်ကျွန်တော်ဖုန်းနဲ့အကောင့်ဒီလာလေးပါအဲ့ဖုန်းကအခုကွဲနေပါလေအဲ့တော့ဒီအကောင့်လေးနဲ့တော့ဆော့ချင်ပေမဲ့လေမဆော့ရဘူးเนาะအဲ့တော့ဒီအကောင့်ကိုပဲကျွန်တော်ထပ်ပြီးတော့ division နဲ့ထပ်တင်မယ်အဲ့တော့ခုနလေးတွေဖောက်ထားတဲ့ Nugget နဲ့တခြား player တွေထည့်မယ်ညာPlease ကလာနေမှာထိန်ကောင်းမလားအဲ့တော့ Guardio ထည့်ပါရမယ်အဲ့တော့ကျွန်တော်အကောင့်ကိုကျွန်တော်ရိုး division တင်မှာမဟုတ်ပါဘူးအကောင့်ပါရတယ်လို့ upgrade အမြင့်ဆုံးကြီးရအောင်လုပ်အောင်ပါပါအဲ့တော့ကျွန်တော်အကောင့်ဘယ်လောက်ထိကောင်းရမလဲဆို show ပေါ့နော်Okay အဲ့တော့အားထားကိုလာတော့အတောင်ကိုလာထိန်ကောင်းမယ်တော်ပြီအဲ့တော့ကျုံးမယ်အင်းဆုံးတော့ကျွန်တော်အခုလာနေတဲ့ coin တွေဘာညာကြီးဆိုရင် event ပေါ့နော်ပြောရင်အရင် event ရင်ဆိုရင်ကောင်းမလားအရင် event တော့မဆော့တော့ပြီးတော့ဆော့မယ်နောက်မှ event ဆော့မယ်အဲ့တော့ကျွန်တော် PVP မှာလေEnglish club တွေလာနေလေဟာဆိုတော့ဆော့ရင်ကောင်းတယ်ကြော် division မှာထပ်တော့ဆော့မယ်ဒီထဲမှာတော့ကျွန်တော် division အများကြီးတော့မရောက်ထားဘူးဗျာ division 3တော့တော်တော်လေးနည်းနေတယ်မှာပါတယ်အော်ဒါတော့ division 7ပါအဲ့တော့God Modric လေကျွန်တော်တော်လေးတော့ကြိုက်တယ်ဒါပေမဲ့အခုတော့မထည့်ဘူးအောက်ပဲဆိုရင်ကောင်းမှထင်တယ်ကောင်းဖို့ကောင်းတာနီးဒီရဲမှာနီးပြရပဲအကောင်းစားကြီးတော့မရှိဘူးအဲ့တော့တေချာတော့လို့တေချာဆုံးလို့မရဘူးဗျာ standard manager တွေနဲ့ပဲကျုံးမယ် F2P player ဖြစ်တဲ့အတွက်တော့ဒါတော့ပဲရမယ်ပေါ့နော်အမေအခုလာနေတဲ့ပကံပါပါတော့တော့ကျွန်တော်ဖုန်းပြင်ရပြီဆိုရတဲ့လောက်စုပြီးတော့ဝယ်ကြည့်မယ်ဒါမှမဟုတ်ကျွန်တော်တိုက်စစ်ကိုထပ်တယ်မို့ဂါဘီယယ်ဘတ်တစ်စတူတာလေးလို့ပါလို့ပေါ့နော်ကွန်900နဲ့ဝယ်လို့ရတဲ့ကောင်းနေမယ်ဝယ်လို့ရရင်ဝယ်မယ်ပေါ့โอเคDivision 7မှာလည်းလိုကောင်းနေရှိသေးရလားကွာဒါဘလို့ကျွန်တော်ကောင်းနေတယ်ရှင်းကြည့်တော့ကျုံးပဲအဲ့တော့ကောက်တီးမယ်ရရှင်2ရောက်ပဲကောက်တော့စာပြီ1 2 let's go
ကျွန်တော်ဒီ element စီမံဆိုတဲ့ player တော်တော်လေးကန်လို့ solo ကောင်းတယ်ပေါ့နော်ဒီ player နေရာတိုက်စစ်မှလည်းနေရာစုံစုံလေးတွေကို solo ရတယ်ခုတော့နေထားလေးရမှာကောင်းနေပြီอ่ะ position နေတွေးတော့လေဒီခေါင်းလေးပတ်စင်ကိုပိုတီတီလေးပဲတုံးနေသေးတယ်ပြရပေးရတယ်အမပေးမတီးမတ်တော့โอเคကဘာရီယိုနေမရောက်ရေးနေမလောက်ပါနဲ့ကျွန်တော်အခုဒီခောက်မှာတော့ကျွန်တော် e-football ဆိုတော့တော်တော်လေးနေရတယ်ကျွန်တော်ဖုန်းခွဲပြီးရအောင်တော့ကျွန်တော် skill တွေလည်းနည်းနည်းလေးကြာနေပြီအဲ့တော့ဒီကောင်းနေဘောလုံးဒီကောင်းနေရှိပဲဘောလုံးရအောင်မဟုတ်သေးပါဘူးရွှေမီတိုကူအေးတိုကူကောင်းနေတော့ကောင်းနေဟောရကျွန်တော်အဲ့ဒီအကောင့်ထဲမှာအဲ့ဒီစီနီရောတိုင်းမယူလိုက်ရတာတော်တော်လေးတော့ရင်တာတွေဗျာအဲ့ဒီAfrican Cup လာတော့ရတယ်ကျွန်တော်ဒီဟာမဝယ်ရလေးပေါ့နော်အဲ့တော့နေမာရယူကြီးကဘာလို့နေမာတဲ့ပုံမြန်နေရတော့မသိဘူး What နေမာမရှိမနေမာဟိုအနာတော့လည်းမေးလို့မရဘူးအဲ့ကာစီယာပြရတယ်အဲ့ကျွန်တော်ဗီဒီယိုမတင်တာလေးတွေတော်တော်လေးကြာတော့အကုန်လုံးတောင်းမယ်နေဘောနော်ဘာလို့ဆိုတော့ကျွန်တော်အဲ့ဒီဂျိုင်းမှာခီးကြီးရောက်ဖြစ်နေတာပေါ့နော်ခီးသွားနေရနေပဲကျွန်တော်ဗီဒီယိုမတင်ပြဘူးအဲ့တော့အကုန်လုံးတောင်းပါမယ်ကီတာကျွန်တော်ဖုန်းပြင်စောင့်ရမယ်ဗျကျွန်တော်ပိုလီဖြူဝင်ကားတွေကတော့မြန်နေမှာတော့ပါတယ်ငါနှစ်ဖက်ပေါ့နော်မြန်နေဆိုတော့အဲ့မြန်တော့ပဲတုံးရောတိုက်စစ်ဆင်မရမယ်ထင်တယ်စချင်ဟိုဟေးအမောကောင်းနေတော့မအောင်ရတယ်ကွာရောဖောင်းပါလေဘုန်းကြီးပစင်းကိုမြင်လေးနေနေရပြတော်လေးတော့မှလေတော့ကောင်းတော့โอเคရမရဘူးလေဗျာဟုတ်အဲ့တော့ကျွန်တော်ကတော့ရမ်းရောတရက်ကိုမစောဘူးဆိုပေမဲ့လေကျွန်တော်ရောက်ချင်တာတော့အနည်းဆုံး division 4တော့ရောက်ချင်တယ်ဗျာကိုဒီတပတ်ကျော်4တော့ရောက်ပါလိမ့်နော်โอเคဒီနံပါတ်စီထည့်ရင်ကောင်းမှာရှင်ရ please me geography ထည့်ရင်ကောင်းမှာရှင်ကိုကြီးအနုံကြီးပေါ့ပုံပြောနေကြမလို့ဗျာကိုကြီးအနုံကြီးကတော့ထဲမှာရပါโอเคအန်ဒူဒီရှာကျွန်တော် face shot လုပ်လိုက်တယ်မရဘူးဗျာတိုင်းမယ်တိုနီအဲ့လိုဒီကကြီး POTW တွေဖြစ်တာနဲ့ဒီ skill တွေတော့မပါဘူးဗျအဲ့လိုဒီကျွန်တော်တိတ်တော့တုံးဗျာ
no အမ်ဘာပေကော်ဖာရီကိုကောင်းတယ် no လောက်အောင်အေဗီကာစီယာโอเคနေမအော်ဗျာဟုတ်သေးပါစကြင်ဟိုပြီးတယ်တွင်းပြီကန်ကောင်းနေဗျာဦးနမတော့တော်တော်လေးတော့ကျွန်တော်ကြိုက်ဘူးဗျာအဲ့ခုကျွန်တော်မှရှိတဲ့ကိုတော့မှကောင်းမင်းကလာဟာဘောနော်ကလာအဲ့လိုဆိုအဲ့ကောင်ကြီးကကိုမတရားပြီးတယ်ဗျပြောလို့ပြောတာမဟုတ်ဘူးလေအဲ့လိုဘယ်ရနေလမ်းကန်လို့တွေပြီးရဗျတချို့ပလေယာတွေဖကြတော့လေအဲ့လို progression တင်တာကောင်းလာမသိဘူးဗျတော်လေးကောင်းနေတာရပြောလို့လားမသိတကယ်ကြီးလားကောင်းနေတယ်Windows ကိုထုံးမှရမယ်ထင်တယ်အဆင်မပြေဘူးဗျာကြိုးရဟာDemi Rain တော့လာဒါပဲလေ freak found နေကြတယ်ဟောမျိုးရှယ်ရီတော်လေးကောင်းတယ်ဗျဟုတ်ပါတော့Enzo Fandesco ထဲရပါမယ်ပြီးတော့ကျွန်တော်တိုက်စမှာ Geocrass ရဲ့ထောက်ထိုင်းကောင်းမှာလို့ရ Geocrass Famino မထဲတော့ Famino deep line forward ကြီးဆိုတော့အတာကူလာရှင်းလို့မရဘူးဗျာအဲ့တော့နေမှာပြန်ထဲမှာရမယ်ဒီမှာညမှာကစားနိုင်တဲ့လူကလည်းမရှိဘူးလို့ကျုံဝင်စကင်ကိုယူထားလာတယ်ပြန်ကြည့်ရသေးတယ်ဗျာဒီခုတော့ကိုစီရမယ်ထင်တယ်ဘရိုင်အမ်ဘူမပွေးတယ်ဟိုကကိုပြီလားမသိဘူးGDO ရေမလောက်ပါနဲ့လောက်ပါနေဟာရောပြရတယ်ဒါအဲ့ဘယ်ကောင်းရောဒီနေ့ကတော့ဒီ Manchester United special ဒီလိုပြောလို့ရတော့ပါလေအဲ့တော့ညလီဗာပူး3-2နဲ့နိုင်ပြီးတဲ့ရောဒီဖုတ်ဘောမှာလေဒီ event နဲ့ဒီပိုစတာတွေရတယ်လို့ပြော Manchester United ပုံနေပဲဖြစ်နေတယ်အဲ့ဒါပြင်ခုဒီဖုတ်ဘောမှာလေ Man U fan တွေအတွက်ကောင်းစား player တယောက်ဖြစ်စီမဲ့ Bruno Fernandes ကြီးပါလာတယ်ဗောနော်အချိန်ကအဲ့တော့မကြမ်းတော့ဘူးဗျာ89မိနစ်တဲ့ကျွန်တော်မြန်လေးလုံးမရတော့မှထင်တယ်ကျွန်တော်နီးကြရတယ်ဗျာအောက်ရဲ့89ဖြစ်ပြီးတော့လောင်းဘောလို့တခြားဟာတော့နဲလိုက်တယ်ဗျာโอเคဒီကတော့မလို့ဆောင်နေခါကြအဲ့လိုပဲဗျာထင်းနဲ့formation ကိုရှောက်ထားလိုက်တာအေးအောင်သူတို့စကွာရဲ့အဲ့ဒီ kit ကတော်တော်လေးလာတယ်နော်ခုနကကိုတော့မလို့ပဲရတယ်blue lock တော့အင်းကြီးပြဟုတ်တေချာတော့မသိဘူးဗျအန်တိုနီဟိုကြီးကောင်းလိုက်တဲ့ခံရင်းဗျမက်ဆီ
လုံးနေနော်မလုံးနေနော်နောက်ဆုံးမနေโอเคကျွန်တော်တမက်လေးနဲ့ပဲဒီနားမယ်ပုံစံတော့ဖြောသွားပါပြီမတိချာလောက်ကင်တော့နောက်တော့ဝဲတော့အဲ့တော့ဒီမှာအိုးကျွန်တော်နောက်ဒီ baby giant props တွေထောက်ဝယ်အောင်ပြီဗျโอเคကျွန်တော်အောက်တော့မဆော့တော့အဲ့တော့အောက်ဝိုက်quick corner ဆိုရင် corner လောင်းကောင်းလာ photo quick corner photo 1 3 so let's go ဒီ quick corner လေးတော်တော်လေးတော့ဆော့လို့ကောင်းတယ်ဒီ plane stand လေးပါကျွန်တော်မဆော့တတ်တာတစ်ခုလေးပဲရှိရဗျအဲ့ဒါ position game ပဲ position game ပဲဟို blue wing မသိဘူးအဲ့လို phone use တိကျကိုရဖို့ညခက်ခဲနေတယ်လို့ဖြစ်နေတယ် okay 2500ဘယ်လိုကွက်တီးဖြစ်နေလဲမသိ2500ဒါဘယ်တော့ပြောကြတာပြသွားတယ်ဗျာဟာ formation တွေပြင်နေပါလားကွာဒီနိုင်အောင်ဆိုတော့ကိုယ်ဒီခါတကယ်တီးပြီဒီဒါ my boy ကုညာလေးပါကုညာ finishing 85ကုညာထဲ့မယ်လေအလုံးထဲ့ကြအကြောင်းရှိသေးလို့လေဗျာအာဆင်နယ်ကိုဖြုတ်တော့ခက်ကလေးပေါ့နော်အဲ့တော့ရောင်းလိုက်ထားတာဗျာမနေ့ပြန်တော့ကျွန်တော် event ဆော့မယ်ပြီးကျွန်တော်ကောင်းမနေ့ပြန်ရတဲ့လောက်ထပ်တင်မယ်အဲ့တော့ခုနပွဲ3ပွဲလောက်တော့ဆော့မယ်ဗျအချိန်မရှိတော့လေအဲ့တော့မဆော့ကြအခုတော့လင်းဆိုင်40တိလောက်တော့ရှိပြီဒါတော့ဆုံးပွဲဖြစ်ရှင်နေဖြစ်သွားနိုင်ပါလေကိုပါဝင်ငါပေးရတယ် Fanai Lugari တဲ့ဗျာFandas almost police ဝေခိုင်းမဟုတ်ဘူးမဟုတ်လားလို့ဟိုquick ကောက်လာဆက်ပြလိုက်တော့နော်ကုညာဟေးဒါကိုပြောတာဗျမက်တီယက်ကုညာကိုကျွန်တော်နောင်းနေကြရင်ဒီနဲမှာပေါ့နော်ဒီဘယ်လိုပြောရမလဲအဲ့လိုအတန်ရအဲ့လို cast လုပ်တဲ့ပုံစံကျွန်တော်အဲ့ဒါဘယ်လိုခေါ်လဲကျွန်တော်မိကြတာဆိုပထမကျွန်တော်ဖုန်းထဲမှာထည့်ဘူးလေအဲ့လိုမျိုးဟိုဒီကနေပါဘရာဇီးကနောက်ဦးခြေစွမ်းတွေမြင်တွေ့ရမယ်ဆိုပေမဲ့လေနေမှာတော့မဟုတ်သေးပါဘူးဗျာဟိုဒီကနေမှာကုညာရော်ရေဟိုပြန်ကျုံးနေပြီခိုင်စီတို့ကောင်းတယ်ဟိုကNo မရှိနောက်ကပ်မယ်ဗျာအဲ့လိုမျိုးဒီ mashup နဲ့ပြောတော့အေးခြေချိုးကဒီနေ့စောရတယ်ဗျာကဲကောင်းလို့ပေါ့ No အားပြန်ပြီ Andrew Robertson ပေးတယ်အိုလန်းကန်နေဘယ်မှာကောင်းနေဗျာဟိုကကျွန်တော်ပြောလိုက်လို့လားမသိဘူး share ဖမ်းနေပြီကောင်းတိုက်လို့တော့မရဘူးခေါ်တယ်အမ်ပါပေ no အေ
ကောင်းလိုက်တာကွာကန်ကောင်းလို့ဗျာရှုပ်ကုန်တော့မလို့ကဲမက်ဆီကိုကျွန်တော်ဖိရမယ်ဒီလိုမက်ဆီလိမ့်နေဖယ်ဖာဒီဒီလိုစကီကောင်းတိုက်လိုက်ပြီးပြီကွာလောစကီပေးရမားနေပြီဗျာပတ်စင်မင်းကတော့လို့ပါပဲလို့ short up ကာစီယာကောင်းတယ်ကဲနေပြီကာစီယာဒိုစကီဟိုဒီပါဗျာလီဗန်ဒိုစကီလည်းနေဒီမှာရောစီရှူရကန်ကန်တန်ဒရိုချေဗျာရောစီရှူရနေကြရောစီရှူရနေရတန်ဒရိုချေတယ်ဒါမှမဟုတ်ကျွန်တော်ဒီဘက်မှာအဲ့တော့ကောင်းနေကိုမဘသူလဲဆိုဒိုနာရိုမာဗျကျွန်တော်ဟုတ်တယ်ကျွန်တော်ဒိုနာရိုမာကိုထေတာကျွန်တော်မေ့ရောဟုတ်တယ်ဒိုနာရိုမာအဲ့ဒီစတန်လိုက်တဲ့ကောင်းဒီ first day ပါကောင်းโอเคကျုံးမယ်ကျွန်တော်အတန်လေးနည်းနည်းလေး short နေပြီ gain အတွင်းကအတန်sound effect ကိုတော့နည်းနည်းလေးတင်လာမှရကျွန်တော်အဲ့ဒီမှာ racing shooting နဲ့ကန်တာအတန်ကိုကြားချင်sound effect ကအဲ့ဒါကြားပါမလားမသိပါဘူး okay ဒီမှာခွေးကောင်းလားအဆွမ်းအမခန်းမရှိမကျွန်တော်ပြောမှာပဲဗျာမရှိမနဲ့တိုင်နေပတ်နေရတယ်တနည်း almost ပါပေကောင်းနေဗျာဒိုနာရိုမိုက်အဲ့တော့ကျွန်တော်ခါလေးတိုက်စစ်ဆင်တာမယ်ဒီကော်နာနေပေါအောင်ကျွန်တော်ကော်နာနေပေါရင်တိုင်းမျိုးတိုက်စစ်ဆင်မယ်โอเคအိုဒီကရတယ်ရတော့ဗျာတန်နီအိုမောလေကျွန်တော်ဒီရက်ပထမကောင်းကျွန်တော်ပြတ်သွားတာဗျာအဲ့ဒီမှာဒီခံစစ်တော်ကောင်းတယ်ခံစစ်ကတော်တော်လေးကောင်းတယ်အဲ့ဒီအကောင့်မှာရတော့လေဒီ POTW ရှုချင်းတော့ပါလို့ရှိပြောရင်ရာဖင်းရိုင်းနေလိုက်ပြောရင်ဆိုခိုင်စီတော့နေမှာလိုင်းနေရှော့ကုန်ပြီလိုင်းပြတ်သွားတယ်တစ်ချက်ပတ်စင်နေပြင်ချင်ကျန်းနေပြဗနာကြီးကျန်းသွားပြီမရတော့အိုးဝါကပဲရောင်ကန်ကောင်းတယ်ကျွန်တော်ဒီကွေးကောင်းတာ game plan ကဒီ player တွေတော်တော်လေးကောင်းတာရောကျွန်တော်ဒီ division တင်ရင်တော့ဒီထဲမှာကွေးကောင်းတာ game plan နဲ့ပဲတင်တာဒီမှာနေမာယာမလုပ်ပါနဲ့မင်းရမတရားပြေးတာအမဘေးရကျွန်တော်အမဘေးရှိရမဟုတ်လားကျွန်တော်လည်းရှိအောင်ဟုတ်တော့
Mbappe ရှိရတာမဲ့အရင်တော့မပါလာတာမသိဘူး yes Mbappeလာပြီဆိုတော့လေမလုပ်ပါနဲ့လို့Okay လမ်းကအပဘေးဟာတန်ရှိပါတယ်ကောင်းတယ်ဗျာအပဘေးအော်ဒီလိုကရတယ်ကောင်မတော့ပြရတာလားနီကိုရှော့တာပဲမလုံးနဲ့ဖန်လိုက်လိုက်မနော်ဘာနဲ့အနီကမီရောမချင်းလေးကချီချိုးလိုက်မနော်ဆိုတော့ကောင်းတယ်ဗျာ clearance လောက်ပါပါတယ်လောက်ပါနဲ့အမ်ဘာဘေလုံးရတော့မယ်အမ်ဘာဘေလုံးနေရတယ်မက်ဆီမဲကောင်းတယ်အိုး damn bro ကောင်းတယ်ဗျာအမ်ဘာဘေDecatur အမ်ဘာဘေကောင်းတယ်ဗျာ okay ကောင်းလာပြီနော်နောက်တစ်ခုလားကိုရပြီ let's go ကျွန်တော် facial လုပ်တဲ့အချိန်မှာကျွန်တော်ကိုရဆိုကျွန်တော်ကြိုးတီးပါတယ်ပေါ့နော်အဲ့တော့နေထားမှမကိုးရင်လေပြီးသွားပြီဗျာတိတ်ပေးလိုက်ဘာပဲဝင်လာပြီးတော့enough match ယူပါပါတယ် okay ကျွန်တော်တော့ဝင်ပြီလားဘာဝင်ကောင်းလဲကိုဖောက်ဝင်ပြီကိုဖက်ကမိုက် giant props toဝယ်လို့ရမယ်ကျွန်တော်မွေဘူးကိုဖက်ရင်ပွဲတာဗောနော်ကိုဖက်တစ်ထည့်ပါမယ်stadium customize Gofa global projection on the yes sir ဒါတော့ခုလက်ရှိကျွန်တော် queen ပါတော်လေးတော့ကြည့်လို့ကောင်းနေနေထားမျိုးလေးပေါ့နော်ကျွန်တော်တခုပြနေရဒီရောနော်ခုလိုင်းရတော့အဲ့တော့မကောင်းတော့မမြင်ရဒီ Uber မြင်ရကက်က ADB striker တယောက်အနေနဲ့ဒီ Ronaldo big time မိဘကောင်းနေကျွန်တော်ဒီ stat တွေကိုကြည့်ရခုနဒီ video မဆက်ကျွန်တော် video မလုပ်ခင်မှာခုန stat တွေကိုကြည့်နေပါနေဟာတော်လေးကောင်းနေအောင်မြင်တွေ့ရတယ်ကျွန်တော်ပြမယ်ပါဗျာ finishing 94 speed 96 okay အဲ့တော့ကျွန်တော် Cristiano Ronaldo ရဲ့ big time နဲ့ကျွန်တော်ရှင်းကြည့်မယ် now the big time nice ကျွန်
မှာလေ finishing နေပါတယ်မှာတော့ဒီရိုနယ်ဒိုကနှစ်လောက်တော့တားတယ် offensive awareness ကတော့ဥပါမီယံပို့တာတယ်ပေါ့နော် dribbling နေပါတယ်မှာလေဥပါမီယံပဲတားတယ် Lopez မှာကြတော့ဒီ Cristiano Ronaldo ရဲ့ပတိုင်းရပိုကောင်းတယ်ပေါ့နော်ဒါမှခေါင်းတိုက်တာကတော့ Ronaldo ပတိုင်းရပိုကောင်းနေရပါဘာလို့လဲတော့ပြောနေပါတော့ဒါကတော့ Cristiano Ronaldo ရဲ့ပတိုင်းဟုတ်တယ်ဘူးလက်ဟန်တာပါတယ်ထင်တယ်ကျွန်တော်မမြင်ဘူးဗျာဒီမှာ kicking power တွေပိုင်းမှာမတာပြီးမှ speed and acceleration မှာတော့တော်တော်လေးကောင်းတယ်ဥပမာများတော့ဘယ်လိုမျိုးလဲဆိုဘာမို့ကော်နာဆော့မယ်လို့တော့တော်တော်လေးကောင်းတဲ့နေစားမျိုးပေါ့နော်ဒါတော့ခုလက်ရှိလာနေတဲ့ဒီ update မှာလာနေတဲ့ Bruno Fernandes ပါတော်လေးကောင်းပါလေ offensive awareness တွေပါတယ်ပါနဲ့ကိုကျွန်တော်မေးချင်တာပဲဒီကိုဘိုးကပဲချိန်မှလာပါလေလို့ပေါ့နော်ကိုဘိုးလေးတော်တော်လေးလိုချင်နေအဲ့တော့ဒီဖိုဘောလေးပြန်သွားပါမယ်ဖက်တယ်သွားမယ်ကျွန်တော်ဒီထဲမှာလေဒီ Batistuta ဖက်ကိုတော်တော်လေးကြိုက်တယ် Batistuta ကောင်းတယ်လို့ထင်တယ်ဒါပေမဲ့ false inner boxing နဲ့လာတာတော့မကြိုက်ဘူးတော့အဲ့တော့ကိုဒီကောနော်ဟိုဒါကျွန်တော်ထင်တာ update ဖြစ်တော့ဖြစ်မယ်အမဒီလမင်းညာမတော့ဒီမှာ set score တွေပဲပြန်ပါလာတယ်ဆိုတော့လေအမကျွန်တော် set score မတွေ့ဘူးပြအဲ့တော့ဒီနေ့မှာတော့ကျွန်တော် division နှစ်ပွဲတော့ဆော့လိုက်တယ်အဲ့တော့အလောက်ပါပဲကျွန်တော်ဒီနေ့ဗီဒီယိုကတော့အလောက်ပဲပေါ့နော်ဒီတူကတော့မနေ့ဖြစ်မှာဆက်တင်ပေးပါမယ်ဘိုင်ဘိုင်ပါအကောင်လုံးပဲဘိုင်ဘိုင်ပါ